ထိုင်းနိုင်ငံချုံဘူရီခရိုင်မှာရှိတဲ့ဖော့ဂျိတ်ဆက်ရုံတစ်ခုမှာအလုပ်လုပ်နေတဲ့အသက်24နှစ်အရွယ်မြန်မာလူငယ်အလုပ်သမားတအူဟာကျိတ်ဆက်သေးမတော်တဆပါသွားကခန္ဓာကိုယ်တစားစီဖြစ်ပြီးအသက်ဆုံးရှုံးခဲ့ရတယ်လို့ထိုင်းသတင်းတွေမှာဖော်ပြခဲ့ပါတယ်။နိုဝင်ဘာလ19ရက်နေ့ည10:00နာရီဝန်းကျင်မှာမြန်မာလူငယ်လုပ်သားကိုသက်စောဆိုသူဟာကျိတ်ဆက်မှာဖော့တွေကျိတ်ရင်မတော်တဆလူတကိုယ်လုံးဆက်သေးပါသွားခဲ့ပြီးခန္ဓာကိုယ်အစိတ်ပိုင်းတချို့ဖော့တွေနဲ့အတူပြန်ထွက်လာခဲ့တယ်လို့မျက်မြင်တွေ့ရှိသူတွေရဲ့ပြောဆိုချက်အရသိရှိရပါတယ်။မြန်မာအလုပ်သမားကိုသက်စောဟာအဆိုပါဆက်ရုံမှာအလုပ်ဝင်တာ9လခန့်သာရှိသေးတာဖြစ်ပြီးဖြစ်စဉ်ဖြစ်ပွားပြီးတဲ့နောက်စက်ရုံမန်နေဂျာရဲ့အကြောင်းကြားမှုကြောင့်ကယ်ဆယ်ရေးနဲ့ရဲအဖွဲ့တွေတွားရောက်ခါစက်သေးကရုပ်အလောင်းကိုထုတ်ယူဖို့ကြိုးပမ်းခဲ့ပေမဲ့အပူချိန်လွန်ကဲနေတဲ့အတွက်နောက်တစ်နေ့မနက်ကျမှသာဖော့ပိုင်းစတွေနဲ့ရောနှောနေတဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတချို့ကိုထုတ်ယူနိုင်ခဲ့တယ်လို့သိရှိရပါတယ်။ရဲတပ်ဖွဲ့ကဥပဒေအရရေးယူမှုတွေလုပ်နိုင်ဖို့အတွက်စက်ရုံမှာရှိတဲ့ CCTV မှတ်တမ်းတွေနဲ့အခြားအလုပ်သားတွေကိုစစ်ဆေးမှုတွေလုပ်နေတယ်လို့သိရှိရပါတယ်။